အိမ်ကအလုတ်သမားတွေထဲမှာလေပန်သူဟာတောက်မကြိုးချင်ဘူးဖေဖေပြောတာဆိုတာတွေကလည်းနေရတကားမှအပေါ်စည်းလေးကနေလိုက်ရမှကြာရင်သမီးလက်နဲ့တွေ့သွားမှဆိုလို့ဖေဖေကြည့်ပြီးထိန်းထားပေးစေချင်တယ် ဒီလိုရှိတယ်တမီးဖေဖေလည်းမောင်ပန်သူ့နဲ့အမြဲထိတွေ့နေတာဆိုတော့သူ့ကဲကိုလည်းဖေဖေခတ်မိတယ်အမှန်တော့ပန်သူ့ဟာရန်ပြုတ်ကျင်တဲ့စိတ်နဲ့လူတကာကိုဆက်ဆံနေတာမဟုတ်ဘူးသမီးမဟုတ်ရင်မခံမမှန်ရင်ခေါင်းမညှိမ့်တတ်တဲ့လူစားမျိုးဆိုတော့သူ့သဘောထားကရိုးပြီနဲ့သူ့ရဲ့အနေထိုင်ပြောဆိုတွေကိုသမီးတို့ကဆိုးတယ်လို့ထင်မြင်ယူဆနေကြတာမဟုတ်ဘူးဖေဖေမဟုတ်ဘူးဒီလူကြောင့်သမီးတို့ဖေဖေတို့တနေ့နေ့မှာတိတ်ခါတွေကြကုန်နိုင်တယ်နော်တိတ်ခါတာတကယ်ရှိနေကို့ဘာသာကိုပြန်ချမှကြက်တတ်တာမျိုးပါလူတစ်ပါးကဇွတ်ဆွဲချလို့မရပါဘူးဟုတ်တယ်နော်ပြောရဆိုရင်ကြည့်ပါလားဖေဖေသူကြားဝင်ပြီးပါလာပြန်ပြီဒီလောက်တောင်နေရတကားမှာစွာတာတာလှုပ်ချင်နေတဲ့လူကိုဘာကိစ္စမှမသုံးမနဲ့ဖြာလိုက်မှပြီးအစုံနှင်ထုတ်ပြလိုက်စမ်းပါဖေဖေဘာကိစ္စမှမသုံးမဖြာလိုက်မှပြီးအစုံနှင်ထုတ်လိုက်ရင်မမလေးဝါနေစာပရိပက္ခရုံးကိုရောက်သွားမှာပေါ့ဟုတ်တယ်နော်ဖေဖေသူ့ဒီအတိုင်းပဲကြည့်နေတော့မှလားဖေဖေရဲ့သမီးဘက်ကလည်းကိုပြောပေးစမ်းမအောင်အလုတ်သမားစကားမပြောဘူးကြည့်ပါလားလူပုံကအမှန်အမှားဆိုတာကနံပြားလို့မျက်နှာပြင်တစ်ခုလားဒါမှမဟုတ်ကံတရားဆိုတာကြံပြားလို့ဘဝနှစ်မျိုးလားဆိုတာအစိုးအကောင်အကြောင်းအကျိုးကိုမိမုံထိုးပြီးတော့အဖြေရှာရမှာကပညာရှိတွေရဲ့အလုပ်မသိပါဘူးဦးရဲ့အတွေးခေါ်ကိုဘေးချော်သွားအောင်ဘာဖြစ်လို့များလောဆော်နေရတာလဲမမ